Nickname အတွက် bestie လာပြီ Instagram တို့ YouTube တို့မှာ everything shower routine ဆိုပြီးတော့ကြားဦးကြရမှာလားဒီနေ့အဲ့ဒီလိုမျိုး shower routine ကိုအသေးစိတ်ပြောပြသွားမှာမို့လို့တေချာလေးနားထောင်ထားနော် Mixi တို့ready ဖြစ်ပြီဆိုတော့ let's go နှွေးမို့လို့ချွေးရထွက်အစီရပြန်ဘောက်ကလည်းထားလို့မပြီးတော့ဘူးဆိုလို့ရှိရင်ဒါလေးတော့စိုးကုတ်ပဲအစီပြန်နေတဲ့ခေါင်းယုံရှိရတာအခုရေမောချင်လာပြီ okay skirt strap ပြီးပြီမို့လို့ခေါင်းလျှော့မယ်ခေါင်းစာချီဆုံးမို့လို့သူမပိုင်စိတ်ကောက်သွားမှာနော်ပြီးရင်ဒီလိုမျိုးဥယျာဉ်ပြားတွေကိုနှံ့အောင်နှိပ်ပေးမယ်10မိနစ်ဆိုရပြီအရင်ကြမ်းလည်းမလုံးနဲ့ကိုခေါင်းဆိုတာလည်းတတိရအောင်နော်ပြီးရင်တော့ရေစီးချမယ်နော်ပုံမှန်ခေါင်းလျှော်ရေသုံးသလိုပါပဲတိတိချာချာလေးဆက်ပြနှံ့အောင်တိုက်ပြီးမှရေပြန်စီးချနော်နှစ်ခါလျှော်သိနေနော်အိမ်မှာပဲတဏီကိုဖြစ်နေရတဲ့သူတွေကတော့ easy ပဲဒါပေမဲ့ကိုကအပြင်သွားရတယ်ဆိုလို့ရှိရင်ခေါင်းကိုနှစ်ခါလျှော်သိနေနော်ဒါနဲ့ဒီနေရာမှာ hair conditioner ရှိရဆိုလို့ရှိရင်သုံးလို့ရတယ်နော်တို့ကတော့ကုန်ပြီမို့လို့လောက်မှာပဲခေါင်းပြီးမို့လို့ဒီခါတော့ body ပေါ့ it's time to rock your body မွေးချက်ပဲတစ်လလောက်လုပ်နေတာဒီနေ့နဲ့ scrap ပိုက်ဖို့Okay scrub လည်းပြီးပြီမို့လို့ဒီနေရာမှာ shape လောက်မယ်ဆိုတာလုပ်မယ်မလုပ်မယ်ဆိုလို့ရှိရင်တော့ကြော်ရမယ်နော် Okay shape လုပ်မယ်ဆိုလို့ရှိရင် shaving cream နဲ့မိတ်ဆက်ပေးပြစီ whip cream နဲ့စားမို့လို့ shaving cream နဲ့ဆိုလဲ good ပဲ shape ပြီးပြီလားခုဆိုရင်တော့ရေချိုးကြမယ်လေပြောပါတယ်သူမပိုင်မပြီးပါဘူးလို့ပြီးပြီထင်လား No it's everything shower baby အရေးကြီးရဲ့မျက်နှာလေးမိခဲ့လို့မရဘူးလေ dry skin ပေါ်မှာနေရလဲအရန်ပူတော့ချက်သူရဲ့တဲကန်တာလို့ဖြစ်နေပြီအဲ့ဒါကြောင့်မို့လို့ညဉ့်ညံ့နဲ့ whip cream နဲ့စားလို့မျိုးနဲ့တက်တယ်အကျန်းပရမလို့ကြနဲ့ညင်ညင်တတလေးနော်ကိုကညနာကိုညင်ညင်တတလေးချစ်ပေးမှာသူကလည်းပြန်ချစ်မှာပေါ့ဗတ်နဲ့အကျန်းပရမပုတ်ဘူးနော်လေတက်လက်ထားလိုက်ရင်ရပြီကော်တွန်ပတ်လေးနဲ့သုံးချင်လဲရတယ်တို့ကတော့တဘာဝလေးပဲသုံးပါတော့မယ်ညချိုးလို့ပြီးပြီဆိုတော့ဆန်သားလေးပြန်ကဲလိုက်အောင်မယ်အရင်ဆုံးလက်ထက်ထည့်ဖို့မယ်စန်တိုဝါနှစ်ခါ3ခါပဲညှစ်စန်ရှီက3ခါ5ခါညှစ်မယ်စပင်ကမချောက်တစ်ချောက်အနေထားလေးမှာလိမ့်ပြီးရင်ဒီလိုစန်သားတွေပေါ်ကိုချပေးမယ်ဒါပဲလွယ်ရဲမလား skin care step တွေအကုန်လုံးသိနေပြီဒါပေမဲ့ဒီနေ့တော့ moisturizer လေးပဲလေးလိုက်မယ်မသွားနိုင်ဘူးနော် body moisturizer လည်းကျန်သေးတယ် body butter ကရေနည်းနည်းဆိုပြီးတန်းဖြစ်တဲ့အချိန်လေးအဲ့ဒါကပိုစိတ်ဝင်အားကောင်းတယ်တပလုံးနဲ့ဆိုတနေ့ကုန်မွေးနေမှာစိတ်ချရတယ်လေကဲအားလုံးပြီးပြီ everything shower routine ကဘယ်လိုလဲဆိုတာကိုသိပြီမလားနောက်မှတင်မယ်နော် bye bye